မင်္ဂလာပါပရိသတ်ကြီးခင်ဗျာကျွန်တော်ရဲ့ Combat News by MD Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ယနေ့တင်ဆက်မယ့်သတင်းကတော့လူဆိုးကြီး Conor McGregor အကြောင်းပဲဖြစ်ပါတယ် Conor McGregor ဟာလာမယ့်ဇူလိုင်လ17ရက်နေ့မှာကျင်းပမယ့် International Fight Week အစီအစဉ်မှာ Octagon ကျိုးဝိုင်းအတင်းကိုတကြော့ပြန်ဝင်ရောက်လာတော့မယ်လို့သတင်းတွေထွက်ပေါ်လျက်ရှိပါတယ်ဒီသတင်းဟာလက်ရှိ MMA လောကထဲမှာကပဲတကဘာလုံးကအားကစားဝါသနာရှင်တွေကြားမှာအကြီးအကျယ်ရိုက်ခတ်သွားတဲ့သတင်းတစ်ပုဒ်ဖြစ်လာခဲ့ပါတယ်McGregor ဟာကာလရှည်ကြာစွာဒဏ်ရာပြဿနာတွေနဲ့ကြုံတွေ့ခဲ့ရပြီးကျိုးဝိုင်းနဲ့ကင်းကွာနေခဲ့တာဖြစ်ပြီးမြဲအခုလိုတရားဝင်နှီးပါထွက်ပေါ်လာတဲ့သတင်းတွေကြောင့်ပရိသတ်တွေရဲ့ရင်ခုန်တန်တွေဟာတကြောပြန်မြင့်တက်လာခဲ့ပြီဖြစ်ပါတယ် Mystic Mac လို့လူသိများတဲ့ McGregor ဟာသူ့ရဲ့ကစားသမားဘဝတစ်လျှောက်မှာစံချိန်တင်အောင်မြင်မှုတွေနဲ့အတူစိန်ခေါ်မှုအခက်အခဲများစွာကိုလည်းရင်ဆိုင်ခဲ့ရသူဖြစ်ပါတယ်အခုတစ်ချိန်ပြန်လာမှုဟာသူ့ရဲ့ကစားသမားဘဝအတွက်အလစ်အပြောင်းတစ်ခုဖြစ်လာနိုင်တယ်လို့ UFC ရဲ့တမိုင်းစာမျက်နှာတဲ့တစ်ခုကိုလည်းရေးထိုးနိုင်မလားဆိုတာစိတ်ဝင်စားစရာကောင်းနေပါတယ်။လက်ရှိမှာထွက်ပေါ်နေတဲ့သတင်းရင်းမြစ်တွေအရာ McGregor အနေနဲ့ဇူလိုင်လမှာကျင်းပမဲ့ပွဲစဉ်တွေအပြင်းအထန်လေ့ကျင့်မှုတွေပြုလုပ်နေပြီဖြစ်ကြောင်းသိရပါတယ်။ဒါဟာရိုးရိုးတိုက်ပွဲတစ်ခုမဟုတ်ဘဲ UFC ရဲ့နှစ်ပတ်လည်အကြီးမားဆုံးအခမ်းအနားတစ်ခုဖြစ်တဲ့ International Fight Week မှာပါဝင်လာမှာဖြစ်လို့ပွဲစဉ်ရဲ့အဆင့်အတန်းဟာအလွန်မြင့်မားနေမှာသိရပါတယ်။ McGregor ဟာယခင်ကတည်းကပရိသတ်ကိုဆွဲဆောင်နိုင်တဲ့အစွမ်းအစရှိသူဖြစ်တယ်လို့သူ့ရဲ့စကားလုံးတွေနဲ့ပြိုင်ဘက်ကိုစိတ်သက်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေမှာလည်းပြိုင်ဘက်ကင်းသူပဦးဖြစ်ပါတယ်။ဒါပေမဲ့အခုတစ်ချိန်မှာတော့ပရိသတ်တွေတည်ကျင်နေကြတဲ့အဓိကမေခွန်းကတော့သူ့ရဲ့ပြိုင်ဘက်ကဘယ်သူဖြစ်မလဲဆိုတာပါပဲ။ UFC ဝေဖန်ရေးသမားတွေနဲ့အမာခံပရိသတ်တွေကြားမှာတော့ Michael Chandler ဒါမှမဟုတ်အခြားသောနာမည်ကြီးကစားသမားတွေရဲ့အမည်တွေဟာထိတ်ဆုံးကရေပန်းစားနေပါတယ်။ McGregor ရဲ့ပြန်လာမှုဟာဝိတ်တန်းအပြောင်းအလဲတွေရှိလာနိုင်သလားဆိုတာကိုလည်းပညာရှင်တွေကစောင့်ကြည့်နေကြပါတယ်။ McGregor ရဲ့လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းဖျက်ဆီးခဲ့ရတဲ့ခရီးစဉ်ဟာမလွယ်ကူခဲ့ပါဘူး။ခြေထောက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့နောက်ပိုင်းမှာသူဟာခွဲစိတ်ကုသမှုတွေနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကိုအချိန်အတော်ကြာအောင်လှုပ်ဆောင်ခဲ့ရပါတယ်။အချို့ကလည်းသူ့ရဲ့ခစ်ကုံသွားပြီးလို့ဝေဖန်မှုတွေရှိခဲ့ကြပေမဲ့ McGregor ကတော့သူ့ရဲ့ social media တွေကသဆင့်သူဟာဘယ်တော့မှအရှုံးမပေးတဲ့အကြောင်းနဲ့ပိုမိုတန်မာတဲ့ပုံစံနဲ့ပြန်လာမှဖြစ်ကြောင်းအစဉ်တစိုက်ဖော်ပြခဲ့ပါတယ်။အခုဇူလိုင်လ17ရက်နေ့သတင်းဟာအဆိုပါဂတိစကားတွေကိုတက်တက်ပြဖို့အခွင့်အရေးတစ်ခုဖြစ်လာပါတယ်။ International Fight Week ဟာကမ္ဘာတဝန်းဝ MMA ပရိသတ်တွေစုဝေးရာနေရာဖြစ်လို့အဲ့ဒီနေရာမှာ McGregor လိုမျိုးပါဝင်လာတာဟာစီးပွားရေးအရာတော့အားကစားဂုဏ်သိက္ခာအရာပါ UFC အတွက်အလွန်အကျိုးမြတ်များစေမှာဖြစ်ပါတယ်။ဒါအပြင် McGregor ရဲ့ပြန်လာမှုဟာ UFC ရဲ့အဆင့်သတ်မှတ်ချက်တွေအပေါ်မှာလည်းကြီးမားတဲ့တက်ရောက်မှုတွေရှိလာနိုင်ပါတယ်။လက်ရှိချန်ပီယံတွေနဲ့ထိပ်စီးကစားသမားတွေဟာ McGregor ရဲ့လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်နေကြပြီးသူ့ရဲ့အောင်မြင်လက်စားဟာချန်ပီယံလူပွဲစီကိုတိုက်ရိုက်ဦးတည်သွားနိုင်မလားဆိုတာကလည်းရင်ခုန်စရာကောင်းပါတယ်။ McGregor ဟာကမ္ဘာပေါ်မှာအခက်အခဲအများဆုံးရတဲ့အားကစားသမားတစ်ယောက်ဖြစ်တယ်လို့သူ့ရဲ့ပွဲစဉ်တိုင်းဟာ PPV ကနေရောင်းအားအကောင်းဆုံးစံချိန်တွေကိုတင်နိုင်ခဲ့တာကြောင့်အခုဇူလိုင်လ17ရက်နေ့ဟာ UFC ရဲ့တမိုင်းတစ်လျှောက်မှာအကြီးဆုံးညတညဖြစ်လာဖို့အလားအလာရှိနေပါတယ်။ပရိသတ်တွေကတော့ Mystic Mac ရဲ့ထူးခြားတဲ့ဝေအထွတ်တွေသူ့ရဲ့အားကောင်းတဲ့ left hook တွေနဲ့အောက်တကုန်းအတွင်းကလွှမ်းမိုးမှုတွေကိုပြန်လည်မြင်တွေ့ဖို့အစဉ်ဆက်ဖြစ်နေကြပါပြီ။ဒီပွဲစဉ်နဲ့ပတ်သက်ပြီးအယဝင်အတိအပြုပုံမြင်ထွက်ပေါ်လာဖို့စောင့်ကြည့်နေကြစဉ်ပါပဲ။ McGregor ရဲ့လေ့ကျင့်မှုဗီဒီယိုတွေဟာအင်တာနက်စာမျက်နှာထဲမှာပြန်နှက်နေကြပါတယ်။သူ့ရဲ့ကိုယ်ခန္ဓာတိစောက်မှုဟာအရင်ကတည်းကပိုမိုထွားကျိုင်းလာတာကိုတွေ့ရပြီးဒါဟာဝေတန်းများကစားမဲ့လက္ခဏာလားဆိုတာကိုလည်းခံမှန်းနေကြပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်McGregor ရဲ့အောက်တကွန်စီတို့ပြန်လာမဲ့ခရီးလမ်းဟာအခက်အခဲတွေရှိနေနိုင်ပေမဲ့သူပြသခဲ့တဲ့ယုံကြည်ချက်တွေကတော့ပရိသတ်တွေကိုဆွဲဆောင်ထားစေပါပဲ။ဇူလိုင်လ17ရက်နေ့မှာကမ္ဘာတဝန်းမျက်လုံးတွေဟာ McGregor စီကိုပဲရောက်ရှိနေမှာထက်လို့သူဟာတကယ်ပဲဘရင်တစ်ပါးလိုပြန်လဲနန်းတက်နိုင်မလားဒါမှမဟုတ်မျိုးဆက်တွေရဲ့လက်အောက်မှာကြဆုံးသွားမလားဆိုတာကတော့ရင်ခုန်စိတ်လှုပ်ရှားစရာအကောင်းဆုံးအစိပ်ပိုင်းဖြစ်ပါတယ်။အားကစားလောကရဲ့ပြိုင်ဘက်ကင်းမွန်းသားကြီးရဲ့နောက်ဆုံးကံကြမ္မာကိုဆုံးဖြတ်မဲ့အဲ့ဒီနေ့ရက်ကိုရောက်ဖို့အားလုံးကလက်ချိုးရေတွက်နေကြပါပြီ။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားကြဖို့မမေ့နေအောင်နော်။